နယူးဇီလန်နိုင်ငံအကြောင်းနယူးဇီလန်နိုင်ငံဟာကမ္ဘာအရှေ့တောင်ဘက်မှာတည်ရှိတဲ့ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီးသဘာဝအလှအပတန်ရှင်းသောပတ်ဝန်းကျင်နဲ့လူနေမှုအဆင့်အတန်းမြင့်မားတဲ့နိုင်ငံအဖြစ်လူသိများပါတယ်။ဒီဗီဒီယိုမှာတော့နယူးဇီလန်နိုင်ငံရဲ့သမိုင်းပထဝီဝင်လူမျိုးရေးယဉ်ကျေးမှုစီးပွားရေးနဲ့ခရီးသွားလှည့်လည်ရေးအထိအပြည့်အစုံကိုလေ့လာသွားကြမှာဖြစ်ပါတယ်။ဒီနေရာနဲ့ပထဝီဝင်အနေထားနယူးဇီလန်နိုင်ငံဟာအရှေ့တောင်ပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပြီးဩစတြေးလျနိုင်ငံရဲ့အရှေ့ဘက်မှာရှိပါတယ်။ဒီနိုင်ငံမှာမြောက်ကျွန်းနဲ့တောင်ကျွန်းဆိုပြီးအဓိကကျွန်းကြီးနှစ်ခုရှိပါတယ်။တောင်တန်းတွေရေခဲတောင်တွေရေကန်တွေကမ်းခြေတွေနဲ့သစ်တောများကြောင့်ကမ္ဘာအလှဆုံးသဘာဝနိုင်ငံများထဲကတစ်နိုင်ငံအဖြစ်ခေါ်ဝေါ်ကြပါတယ်။သမိုင်းအကျဉ်းနယူးဇီလန်ကိုအစောဆုံးနေထိုင်ခဲ့သူတွေကတော့မာအိုရီလူမျိုးများဖြစ်ပါတယ်။1840ခုနှစ်မှာအင်္ဂလိပ်များနဲ့မာအိုရီများကြားဝိုင်တန်ကီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးနယူးဇီလန်ဟာဗြိတိရှအုပ်ချုပ်မှုအောက်ကိုဝင်ရောက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိပြီးဒီနေ့အချိန်မှာတော့ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်လာပါတယ်။လူဦးရေနဲ့လူမျိုးရေးနယူးဇီလန်နိုင်ငံရဲ့လူဦးရေဟာ9 သန်းခန့်ရှိပါတယ်။အဓိကလူမျိုးများကတော့ဥရောပမျိုးနွယ်သားမာအိုရီလူမျိုးများအာရှသားများပစိဖိတ်ကျွန်းသားများဖြစ်ပါတယ်။ဘာသာစကားအနေနဲ့အင်္ဂလိပ်မာအိုရီနဲ့နယူးဇီလန်လက်ဟန်ပြဘာသာစကားတို့ကိုတရားဝင်အသုံးပြုကြပါတယ်။အစိုးရစနစ်နဲ့မြို့တော်နယူးဇီလန်နိုင်ငံဟာဒီမိုကရေစီပါလီမန်စနစ်နဲ့အုပ်ချုပ်ပါတယ်။မြို့တော်ကတော့ဝယ်လင်တန်ဖြစ်ပြီးအကြီးဆုံးမြို့ကတော့အော့ကလန်ဖြစ်ပါတယ်။နိုင်ငံရဲ့လုံခြုံရေးလူမှုဖူလုံရေးနဲ့လူအခွင့်အရေးများကိုအလွန်အရေးထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။စီးပွားရေးအခြေအနေနယူးဇီလန်နိုင်ငံရဲ့စီးပွားရေးဟာတည်ငြိမ်ပြီးခိုင်မာပါတယ်။အဓိကစီးပွားရေးလုပ်ငန်းများမှာစိုက်ပျိုးရေးနိုးထွက်ကုန်လုပ်ငန်းသားမွေးမြူရေးလုပ်ငန်းခရီးသွားလုပ်ငန်းပညာရေးဝန်ဆောင်မှုတို့ဖြစ်ပါတယ်။နယူးဇီလန်ဟာနိုင်ငံသားများအတွက်အလုပ်ကိုင်ခွင့်လမ်းကောင်းများရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ခရီးသွားများလည်ပတ်မှုအများဆုံးနေရာများနယူးဇီလန်မှာလည်ပတ်တဲ့နာမည်ကြီးနေရာများကတော့ရေတံခွန်နဲ့တောင်တန်းအလှများ Queenstown စွန့်စားခန်းမြို့တော် Rotorua မီးတောင်ဒေသတီကာပူရေကန် Mount Cook အမြင့်ဆုံးတောင်ဒီနေရာတွေကြောင့်ရုပ်ရှင်များမှတ်တမ်းရုပ်ရှင်များကိုနယူးဇီလန်မှာရိုက်ကူးကြပါတယ်။ယဉ်ကျေးမှုနဲ့အစားအစာမာအိုရီယဉ်ကျေးမှုဟာနယူးဇီလန်နိုင်ငံရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဟာကဘာအနှံ့လူသိများတဲ့မာအိုရီကဖြစ်ပြီးအားကစားပြိုင်ပွဲတွေမှာမကြာခဏမြင်ရပါတယ်။အစားအစာများမှာဟန်ဂီတိုးသားပင်လယ်စာနှုတ်ထွက်ပစ္စည်းတို့နာမည်ကြီးပါတယ်။ဤကုန်းချုပ်အနေနဲ့ပြောရရင်နယူးဇီလန်နိုင်ငံဟာသဘာဝအလှအပလူမှုဖူလုံရေးနဲ့ခေတ်မီဘဝတို့ကိုအကောင်းဆုံးပေါင်းစည်းထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ခရီးသွားခြင်းသူများပညာသင်လိုသူများနဲ့အနာဂတ်ဘဝကိုတည်ဆောက်လိုသူများအတွက်အလွန်စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်နိုင်ငံမှာကြီးစုသူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဘယ်နိုင်ငံအကြောင်းကိုသိချင်လဲဆိုတာမှန်းခဲ့ပေးပါဦးနော်။